ပင်ရမြဘရင်ကြီးရဲ့ဘဲလယုံစကူပါကဘန်ကတောလိုချင်းသူနဲ့ရှင်ဆိုင်လို့ပြောလိုက်တာကြောင့်လူဗီတို့လည်းပါဇက်အဟောင်းသားဖြစ်ကုန်ကြပါတော့လူဗီကအရင်ခေါ်ဝင်သွားလိုက်ပြီးဇိုကလည်းအနောက်ကနေဓာတ်ကိုအတင်းပြင်လိုက်ပါဒါပေမဲ့ကဘန်ကလူဗီရဲ့ရောဘာလက်တွေကိုအသာလေးရှောင်ရှားပြနေတာကြောင့်လူဗီကသူလိုကီကိစ္စကိုအမြန်ရှင်းပြီးပွဲတော်ကိုအမြန်သွားခြင်းကြောင်းပြောလိုက်ပါကဘန်ကပွဲတော်ကိုအမြန်ပြန်ခြင်းရင်သူ့စီကအမြန်လာယူလို့ပြောလိုက်တာကြောင့်လူဗီလည်းတော့ကိုယူဖို့အချိန်ချင်းထပ်ကြိုးစားရပါကဘန်ကအတားအရာရှောင်းနိုင်နေပြီးနောက်မှာပဲတော်တချောင်းလုံးကိုဟာကီအုပ်ပြီးရိုက်ချလိုက်တာကြောင့်လူဗီပါမြေကြီးတဲ့ဖောက်ဝင်သွားပါလူဗီကဒေါသကြီးနဲ့ပြန်ခုန်ထွက်လာပြီးဒီတော့ကရှန်စ်ကိုတွေ့နိုင်ဖို့သူ့အတွက်ရန်နာဖြစ်လို့ရာဘာကန်တလင်းတွေကိုတုံးကဒရက်ဇက်ထိုးနေခဲ့ပါဟာရိကင်လက်ဟန်ကဘန်ကတော့အေးစေးသာဆက်ရှောင်ရှားနေပြီးလူဗီနာကိုရုတ်တရက်ရောက်လာကတော်ကြီးနဲ့ထက်ရိုက်ချတဟုန်ထိုးထိုးစင်တော့နဲ့ပြပောက်လိုက်ပါတော်ကြီးကလူဗီပါဆက်ထဲစိုက်ဝင်သွားပြီးလူဗီလည်းမနေ့ပြန်ဆွဲထုတ်နေရပါတဆက်ထဲမှာပဲကဘန်ကမြေကြီးပေါ်ကသူ့ပစိတ်နှစ်လက်ကိုကင်ပြီးလက်ထဲမှာလှည့်နေတာကြောင့်ဇိုလဲလူဗီကိုလှမ်းထိပေးလိုက်ပါကဘန်ကရာဆိုတာခဲရိုကိုတောင်းနေတာကြောင့်ဇိုကအရှိကဝင်ကာပြီးလူဗီကမနှဲပြေးရအဆောက်အဦကြီးလဲပြိုကျပါဇိုတယောက်ခုတ်ချက်တစ်ခုတည်းကိုတောင်ဓာတ်သုံးချောင်းနဲ့မနှဲထိန်းနေရပြီးကဘန်ကလည်းဒီကောင်လေးမှာတန်မာတဲ့အဖွဲသားတွေရောရှိသားပဲလို့ဆိုပါဖုံတွေချားတဲ့ကပြန်ချလာတဲ့လူဗီကဂီယာဖစ်ကိုထုတ်လိုက်ပြီးဂျောဘကပစိန်ကိုကင်ကမဖြစ်တော့တဲ့အစုံဇိုနဲ့လူဗီလည်းဂဘန်နဲ့2 vs 1ရှင်းဆိုင်ဖို့ပြင်ရပါလူဗီနဲ့ဇိုကအားကုန်ပြေအရှင်အဟုန်နဲ့ပြေးဝင်လာကမှဂဘန်ကအရှုံးပေးတဲ့ထားပြောရတာကြောင့်နှစ်ယောက်သားအရှိန်လွန်ကုန်ပါပလိန်ကြီးအခြားခံလိုက်ရပြီးဗမာပြန်မလွတ်လိုက်ရတဲ့လူဗီကတော့ဒေါပွားနေပြီးနာမီလည်းအခုမှတက်ပြင်းချနိုင်ပါပြီကဘန်ကငါမင်းတို့ကိုနောက်နေတာလို့ပြောလိုက်ပြီးမင်းတို့အနောက်မှာတော့ကငါပေးလိုက်ပြီလို့ပြောလိုက်ပါရိုဒိုကဂဘန်ရဲ့တရုတ်မှန်ကိုလူဗီတို့ကိုပြပြဖို့ပြလိုက်ပေမဲ့ဂဘန်ကတော့ကြားလိုက်ပါမင်းတို့အဲဘက်ကပြန်ထွက်ကြတဲ့အထိအဲဘက်ပြည်ကြီးအကောင်းတိုင်းရှိနေအောင်မယ်ဆိုငါ့ကိုလာတွေ့ကြလို့ပြောရတာကြောင့်ဇိုးတို့လည်းခမားကိုဘာလို့လာတွေ့ရမှလဲမတွေ့ချင်ဘူးဝိုင်းအော်နေကြပြီးလူဗီကလည်းဒေါပွားနေကတော့အတွက်တော့ကျေးဇူးတင်ပါတယ်လို့အော်ဟစ်နေပါရှန်စ်တယောက်ကဘန်ကိုလာရောက်တွေ့ဆုံခဲ့တုန်းကကဘန်ကမင်းပြောတာတော့သဘောပေါက်ပေမဲ့ငါကအဲကောင်ကိုဘာလို့ယုံအောင်မှလဲလို့ပြောခဲ့ပါရှန်စ်ကလည်းသူပြောတဲ့လိုလေးတာလှုပ်ပေးပါလို့ပြန်ပြောခဲ့တာကြောင့်လက်ရှိအချိန်မှာကဘန်လည်းပြုံးနေခဲ့ပါတစ်ဖက်ကပင်လေဖြန်ချောင်းတော်မှာတော့ကောင်လေးတွေကစော်ကစားနေကြပြီးကောင်မလေးတွေကတော့စာကြည့်နေကြပါတယ်ဒီအချိန်ကောင်းကင်ဘော်ကထူးဆန်းတဲ့ငှက်ကြီးတစ်ကောင်ဖြတ်ပြန်တော့ကိုမြင်လိုက်ကြတာကြောင့်ဆီယာမအန်ဂျယ်ကိုပြေးခေါ်ပြီးပြသကြပေမဲ့အန်ဂျယ်ရောက်လာတော့ဘာမှမရှိတော့ပါဘူးဂန်ကိုကအောက်မှာမြင်နေရတာကြောင်းတစ်ခုပဲလို့ပြောလိုက်ပြီးရှန်စ်ပြော့ကလည်းငါတို့အတွက်လှုပ်ပေးထားလို့ပဲလို့ပြန်ပြောလိုက်ပါတယ်မကြခင်အဲရိုဘတ်ကြီးနဲ့အတူမြေပြင်ပေါ်ဆင်းတက်လာကြပြီးဂွန်ကိုကအဘတ်ဆမ်မွန်ဆက်ကဲကိုဖော်ကတခုခုကိုဆင့်ခေါ်လိုက်ပါတယ်စိုက်ကဲတဲကနေအလင်းတန်းတွေနဲ့အတူအရေးကြီးတချို့ပေါ်ထွက်လာခဲ့ပြီးအရေးတစ်ခုကငါသွားပေးရမှာလားကိစ္စတိတ်မရှိပါဘူးအချိန်တနားရီလောက်ပဲပေးလို့ပြလိုက်ပါတယ်နောက်အရေးတစ်ခုကလည်းဘယ်မှာလဲမေးနေပြီးနောက်တစ်ခုကငါမှလှုပ်စရာတွေအများကြီးရှိသေးရဲ့နဖျားသူရဲကောင် Night of Golf တယောက်ကကိုသုံးလုံးကြီးရှောက်သွားနေလို့မဖြစ်သေးဘူးလို့ဆိုပါတယ်ပေါ်ထွက်လာတာကတော့ Saint Thomas ဖြစ်ပြီး Shepherd Family က Night of Golfတယောက်ပါစားစရာတွေကဘာမှလဲ Night of God တယောက်ကငပ်ပြီးတော့တေလို့မဖြစ်ဘူးလို့ဆက်တွေ့ခယူနဲ့ပြောနေတယ်လို့နောက်တစ်ယောက်ကလည်းဘာမှလဲဆိုပြီးပြေးလွှားနေပါရဲ့ပြေးလွှားနေသူကတော့ Saint Kilihan ဖြစ်ပြီး Rimoshifu Family က Night of God ပါ Thomas ကရှမ်ပီယံနဲ့ Goniko ကိုမြင်သွားပြီးသူ့ဝင်ကိုဘာကိစ္စရောက်လာကြရလဲမေးပြီးမှသူတို့နှစ်ယောက်လည်းအဲဘက်ကိုရောက်လာကြမှန်းဒီထားမိသွားပါရဲ့အိမ်မှာနေရင်စင်းခေါ်ခံလိုက်ရတဲ့ Thomas ကအဝတ်စားတွေထားဝတ်နေပြီး Kilihan ကတော့အဲဘက်ဆိုတာဒါကြီးလားဆိုပြီးအထူးဆန်းလိုက်ကြည့်နေပါရဲ့ရှမ်ပီယံကသူတို့လိုအပ်တာတယောက်ပဲဖြစ်ပြီးဘာလို့နှစ်ယောက်ရောက်လာလဲမိလိုက်တာကြောင့် Kilihan ကဂျာဟာအထက်အမိန်ဖြစ်ပြီးကွန်မန်ဒါရှမ်ပီယံကိုတော့ပြန်လာခိုင်းလိုက်ကြောင်းပြောလိုက်ပါတယ်။ Revi ညီလာခံပြီးကတည်းက Holy Land မှာပြဿနာပေါင်းစုံဖြစ်နေပြီးရှမ်ပီယံကိုလိုအပ်နေကြောင်း Thomas ကဆိုပါတယ်။ရှမ်ပီယံကသူတို့အစီအစဉ်ကိုပြပြပေးလိုက်တာကြောင့် Thomas ကလည်းဒါဆိုဒီကောင်စုံလေးတွေကိုပြန်ပေးဆွဲပြီး Holy Land ကိုခေါ်သွားရမယ်ဆိုပါလို့ဆိုပါတယ်။ကလေးတွေကကြီးလွန်းလို့အိတ်နဲ့မဆန့်လောက်ဘူးလို့ Thomas ကပြောလိုက်ပြီး Kilihan ကလည်းအမှတ်သားမရှိတဲ့သူတွေကအဘတ်ထဲကတွားလို့မရတာကြောင့်တင်မောနဲ့ပဲတင်ရမယ့်ပုံပဲလို့ဆိုပါတယ်။ပင်လယ်ဖြန်ကျောင်းတော်ကြီးမှာစော်ကစားနေကြတဲ့ကလေးငယ်တွေကို Night of God ၄ယောက်ကတော့လှမ်းကြည့်နေခဲ့ပြီးပြန်ပေးဆွဲဖို့အစင်တင်ဖြစ်နေခဲ့ကြပါပြီ။ဒါတွေကတော့ One Piece episode 1170ဖြစ်ပြီးတော့171ကိုထွက်လာရင်ဆက်တင်ပေးသွားပါမယ်။ကျေးဇူးအများကြီးတင်ပါတယ် channel လေးကို subscribe လုပ်ပြီး video လေးကို like လေးကိုနှိပ်ပေးကြပါဦး။ကျွန်တော်ကတော့စမှတ်ပါ